ပေးထားခဲ့လို့ YG အတွက်ဒီပွဲမှာခွင်ကောင်းတော်တော်အစောပိုင်းချိန်နေတဲ့ပြီးတော့ဇုံတာနီရဲ့ဘက်ကိုတိုးရမလဲဆိုရယ်လမ်းကြောင်းတစ်ခုတော့စပြီးတော့ရှာဖွေနေရဲ့ final မှာတော့တွေ့နေရတော့မယ်စာတာနောက်ကိုပြန်ပေါင်းမယ်ဒီဘက်မှာ Nate လုံး 2 man ဇုံ pressure တွေအောက်ကနေပြေးထွက်လာမယ် hype တွေမာနက်တို့ဒီစစ်ပိတ်ထောက်ပြီးတော့စောင့်ထားခဲ့လို့ overcrack နာကဒီဘုံ point တော့မောင်းနေ overcrack ကလည်းဒီဆွဲနေရဲ့ဒီထားမျိုးတော့မြင်ထားတော့မယ် overlity တော်တော်ကြီးကိုနဲသွားပြီတွေးတဲ့ကြားထဲမှာ Raimon ထမမီပြေးထွက်လာခဲ့တဲ့နေနောက်မှာတော်တော်ကြီးအန်ဂယ်ကကျင်းသွားလို့ဟိုးဘက်နောက်ကနေစေးကလောက်နောက်ထပ်နေတယ်နောက်ချောက်ပြစ်ထုတ်ပေးနေ over move point မှာနဲ့အကောင်းဆုံးပိထားခဲ့လို့ဒီခါလေးမှာအပါခေါ်ပြီးထားခဲ့တဲ့ YG နောက်ထပ်နေလုံးနဲ့ပဲဒီကြားထဲကနေပြေးထွက်လာမယ် Raimon ကိုတော့ထမန်ပြီးတော့မှ pressure ပြီးပြီးအောင်ပါဗျာအမတ်တရားလည်းတောက်လျှောက်ရယူပေးထားဆိုတန်ကြီးကျော်လောက်ကြီးကိုဒါဖန်တီးထားတဲ့အခြေအနေမျိုးမှာ YG နဲ့လည်းဒီပွဲတော့ကတော်ကြီးခွင့်ကြီးကောင်း Irina တို့ချာဘောဘက်က Hill တို့ BDR တို့စောကြီးပျောက်ထားခဲ့တဲ့အခြေအနေမျိုးမှာဒီပွဲမှာတော့ဖတ်တွေတောက်လျှောက်ကိုပြန်ကြနေတော့ 7K လောက်ကြီးမရှိထားခဲ့တဲ့ပမာဏနဲ့နောက်တော့ 1K Raimon တယောက်ကပါခေါ်ပေးထားခဲ့တဲ့ top 3ကြားထဲမှာလည်း MJ နဲ့ VC Zeta အရင်ဆုံးပဲ battle တွေမှာပွင့်ပေးထားခဲ့လို့ဂုံးဆောင်အောက်ပြန်နေတောက်လျှောက်နေပြီးထုတ်ပေးနေခဲ့တဲ့အခြေအနေမျိုးမှာ smoke ကြားထဲမှာပြန်ကယ်ပေးနေခဲ့တဲ့ဒီပုံစံဇီတာတယောက်ကိုပါထပ်ပြီးအစဆွဲပေးထားခဲ့တဲ့မာနက်နဲ့အတူတူအနောက်မှာပိုတေတိုစာတာတယောက်ကိုပါတခါတည်းပဲနော့ပေးထားခဲ့တယ်အောက်ဘက်ချမ်းကနေပြေးထွက်လာခဲ့မစေးကလောက်ရဲ့ rotation တွေကြားထဲမှာလဲကြောတွေပါဖွင့်ခံနိုင်ရရှိနေခဲ့တဲ့ MJ အရှိမ VCO ပဲ man နဲ့ Roy ဝင်ပြသွားတယ် boss တယောက်ကိုပါထပ်ပြီးတော့နော့ပေးထားခဲ့လို့ YG အတွက်ဒီပွဲမှာအခွင့်ကောင်းတော်အစောပိုင်းချိန်နေတော့ပြောခဲ့သလိုမျိုးအစာပိုင်း Iran ကပွဲတွေကကျွန်တော်တို့အိတ်ကက်ထဲမှာရောက်နေပြီဆိုတာဆမ်မီအိတ်ကက်ထဲမှာရောက်ပြီလားရောက်ပြီလားဆမ်ရောက်ပြီတော့ရောက်နေရပြီရောက်နေဖို့ပဲလိုတာဂျားထဲမှာ potato ဒေဘောတယောက်ကထပ်ပြီးနော်ပေးထားခဲ့သလိုပြေးတက်လာခဲ့တဲ့2 man အိမ်ဆွေးနေကြတယ်မသွေးတစ်စက် what a my potato နဲ့အတူတူတဲ့ပဲပြေးတက်လာခဲ့တဲ့သပင်နောက်မှာflick စာတာ 3 ကပုံစံဝင်ရပေးတာခဲ့တယ်Yangon Gladiators winner chicken dinner day 2 match 2တို့အနေနဲ့အမတ်ဒီအကုန်လုံးထပ်ပြီးတော့ပိန်းပိုက်ပြီဗျာ